ဝက်ကြောရိုးနဲ့ဝက်နိုင်ရိုးနည်းနည်းကို9000နဲ့ပေးလို့ကျွန်တော်အခုလိုဟင်းလေးချက်ပြီးတော့ပဲဆောင်လျားစီးကိုခရမ်းကျင်သေးလေးနဲ့ကြော်ပါမယ်တီမီဝီကဲဒီနေ့ကတော့ဈေးထဲကနေပြီးတော့9000နဲ့ဝယ်လာတဲ့ဝက်ကြောရိုးရဲ့ဝက်နိုင်ရိုးနည်းနည်းရလို့ကျွန်တော်အခုလိုမျိုးလေးချက်လိုက်ပါတယ်ဒီဟင်းကဘာလေးဖြစ်မလဲဆိုတာကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့တွေတော်တော်များများသိပ်ပြီးတော့ချက်မစားဘူးပါဘူးဟင်းရည်ကိုအစီတွေမများအောင်လို့အရေးကြဲကြဲလေးချက်ထားပါတယ်ဝက်ကြောရိုးနဲ့မုံလာဥချင်ဘက်ကိုရောပြီးတော့ချက်ထားတာပဲဖြစ်ပါတယ်တလုတ်စားကြည့်ရဲ့အချိန်မှာတော်တော်လေးကိုကောင်းတာပါဝက်ကြောရိုးရဲ့မုံလာဥချင်ဘက်ရဲ့ကိုမြေအိုးနဲ့မီအေးအေးနဲ့တည်ထားတော့ဟင်းရည်လေးကချိုပြီးတော့တော်တော်လေးကိုစားကောင်းပါတယ်တိုးစရာလေးနဲ့လည်းလိုက်ဖက်တာပါခင်ဗျာဒီဝက်ကြောရိုးနဲ့မုံလာဥချင်ကိုဘယ်လိုချက်ရလဲဆိုတာလေးကိုကျွန်တော်ပြောပြချင်ပါတယ်ဝက်ကြောရိုးအခုလိုအများကြီးကို9000နဲ့ပေးလိုက်လို့ကျွန်တော် preparation နဲ့ဝယ်လာပါတယ်။အိုးထဲမှာရေဆေးထားတဲ့ဝက်ရိုးတွေရယ်ကလဝေးရွက်ရယ်ရေနွေးရယ်ထည့်ပြီးတော့ပထမတရေတည်ထားလိုက်ပါမယ်။အခုလိုလုပ်ချင်းကအယိုးမှာရှိတဲ့အညစ်အကြေးတွေနဲ့အစီပိုတွေကိုဖယ်လိုက်သလိုဖြစ်ပါတယ်။မွန်လာဦးဖြူပိုးတီချင်းကိုအခုလိုမျိုးလေးအဆင်ပြေသလိုလေးစိတ်ထားမယ်။ကြက်သွန်နီလေးစိတ်ခွဲကြက်သွန်ဖြူဓာပြရိုက်ချင်းလက်ညိုးလောက်ကိုလှီးပြီးတော့ဓာပြရိုက်ထားလိုက်ပါမယ်။အာလူးပါထည့်ချင်မှာဖြစ်တဲ့အတွက်အာလူးလေးတွေလှီးထားလိုက်မယ်။တရေပြုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်မြေဦးထဲကိုပြုတ်ထားတဲ့ဝက်ကြောရိုးတွေထည့်ပြီးရင်လှိဖြတ်ထားတဲ့မုံလာဥချင်းကြက်သွန်နီဖြူချင်းထည့်မြုပ်သည့်စိမ့်မုံစနွင်းမုံမြုပ်ကောင်းမုံအရသာအတွက်စားဟင်းရွက်မုံစီလေးပါလေးုံနဲ့အာလူးတွေထည့်ရင်နွေးထည့်ပြီးတော့ကျွန်တော်ကမီးအေးအေးနဲ့ပစ်ထားလိုက်တာပါပဲမိနစ်40လောက်ချက်ပြီးွားရင်တော့ဝက်ကြောရိုးတွေကနူးဤလာပါပြီဟင်းရည်လေးကိုမီးကြည့်လိုက်ပါမယ်မီးအေးအေးနဲ့ဒီဟင်းကိုတည်ထားတော့အားလုံးကနူးဤနေတာပဲမော်လာဦးချင်းကအရန်လည်းမချင်တဲ့အတွက်ကြောင့်ဝက်ကြောရိုးရဲ့အစီအရသာကိုပျောက်သွားစေပါတယ်မော်လာဦးရဲ့အချိုတက်ကောဝက်ကြောရိုးကိုကြကြလေးတည်ထားတဲ့အချိုတက်ကောကြောင့်ဒီဟင်းရဲ့အရည်လေးကအသက်ပါပဲခင်ဗျာချိုမွှေးပြီးတော့စားလို့အရန်ကောင်းပါတယ်ဒီဟင်းလေးကိုကျွန်တော်တို့ချက်မစားဘူးသိရင်ချက်စားကြည့်ပါအောင်လို့ပြောချင်ပါတယ်ဒီဟင်းနဲ့လိုက်ဖက်အောင်လို့ပဲဆောင်လျားသည့်ကိုခရမ်းတင်သီးလေးနဲ့ကြော်ထားပါတယ်ဒီဟင်းလေးကလည်းအရန်ကိုစားမိန်စေပါတယ်အတီးရွက်ကြော်တွေကိုပုံမှန်နီးနဲ့မဟုတ်ဘဲနဲ့အခုလိုလေးကြော်စားကြည့်ဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်ဘယ်လိုလေးကြော်ရလဲဆိုတာကိုပြောပြပါမယ်ကျွတ်သွန်နီခရမ်းကျင်သီးပဲဆောင်လျားသီးတွေကိုလှီးဖြတ်ထားလိုက်ပါမယ်အိုးထဲမှာစီထည့်ကျွတ်သွန်နီကိုစီတက်ဆနွဲမုတ်ထည့်ပြီးစီတက်မြုပ်သီးစိမ့်မုတ်ထည့်ပြီးစီတက်မယ်ခရမ်းကျင်သီးထည့်ပြီးတော့ပျော်သွားအောင်ချက်ပေးမယ်ပစုံကြောက်မှုတ်လေးပါလီယုံလေးထည့်ပြီးတော့ပစုံကြောက်မှုတ်အနံ့မွှေးလာပြီဆိုရင်ခရမ်းကျင်သီးတွေပျော်သွားအောင်လို့ရေထည့်ပြီးတော့ခဏလေးတည်းပြီးရင်ငရုတ်သီးစိမ့်3000လောက်ကိုလည်းလက်နဲ့ချိုးပြီးထည့်လိုက်တယ်လှိဖြတ်ထားတဲ့ပဲဆောင်လျားသီးတွေထည့်နူးသွားအောင်လို့ရေလေးပါလီယုံလေးထည့်ပြီးတော့ခဏလေးတည်းအရသာအတွက်စားဟင်းရွက်မှုတ်လိုလိုလိုက်ပြီးရင်တော့ပဲဆောင်လျားသီးကိုခရမ်းကျင်သီးနဲ့ကြော်ထားတဲ့ဟင်းလေးရပြီဖြစ်ပါတယ်ဒီဟင်းကလည်းပုံမှန်အရွက်ကြော်တွေနဲ့မတူဘဲနဲ့တော်တော်လေးကိုစားလို့မိန်တဲ့ဟင်းလေးပဲဖြစ်ပါတယ်နောက်နေ့ကျရင်ချက်စားကြည့်ပါအောင်ခင်ဗျာကျွန်တော်ကတော့အာလူးလေးနဲ့လည်းစားချင်တာဖြစ်တဲ့အတွက်အာလူးလေးပါထက်ချက်ထားတယ်ဒီဝက်ကြောရိုးနဲ့မွန်လာဥဖြူချင်းဘက်ဟင်းရည်လေးကအရန်ကိုစားလို့မိန်ပါတယ်ဟင်းရည်လေးကအသက်ဆိုတဲ့အတိုင်းစီပြန်မဟုတ်ဘဲနဲ့အရေးကျဲလေးချက်ထားတဲ့အတွက်ဟင်းရည်တောက်လေးနဲ့လည်းရပါတယ်ကျွန်တော်ကဝက်နံရိုးနည်းနည်းလေးရတော့အသားလေးလည်းနည်းနည်းစားရတာပေါ့ဝက်ကြောရိုးကြီးပဲဆိုလို့ရှိရင်ထမင်းစားပြတ်တယ်လေထမင်းကိုငပိရည်လေးနဲ့နဲ့ပြုတ်ထားတဲ့ဘူးညွန့်နုနုလေးတွေကိုတိုးစရာအနေနဲ့တို့ပြီးတော့ဝက်ကြောရိုးဟင်းရည်နဲ့နေထားတဲ့ထမင်းကိုလွှဲလိုက်ရတာအရန်ကိုစားလို့မိန်ပါတယ်အဲ့ဒီအပြင်ဟိုမှဟင်းရည်ပူပူလေးကိုလည်းမှုတ်တော့ပေါ့နော်အာလူးလေးကလည်းနူးဤနေတာပါပဲခင်ဗျာပဲဆောင်လျားသီးကိုခရမ်းကျင်သီးလေးနဲ့ကြော်ထားတာလဲအရသာလေးကတော်တော်လေးကိုစားလို့မိန်ပါတယ်အသီးရွက်တွေကိုပုံမှန်မကြော်ဘဲနဲ့ခရမ်းကျင်သီးလေးပစုံကြောက်မှုတ်လေးနဲ့ကြော်ချက်ချက်ထားတာလေးကတော်တော်လေးကိုမိန်ပါတယ်ဒီလိုပုံစံချက်ထားတဲ့ဝက်ကြောရိုးဟင်းကကျွန်တော်တို့တွေတော်တော်များများတိတ်ပြီးတော့ချက်စားဖြစ်မယ်လို့မထင်ပါဘူးအခုလိုမျိုးလေးချက်စားကြည့်ပြီးတော့ထမင်းမိန်မိန်စားရအောင်လို့ကျွန်တော်ကအကြံပေးလိုက်ပါတယ်ဝက်ကြောရိုးတွေဝက်နံရိုးတွေကိုအခုလိုမျိုးလေးချက်စားရင်ထမင်းစားမိန်မိန်စားလို့ကောင်းပါတယ်နောက်နေ့ကျရင်ဒီလိုလေးချက်ပြီးအများကြီးစားကြပါအောင်လို့အကြံပြုပါရစေခင်ဗျာ